အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိုးပြငရုတ်သီးပဲဖြစ်ပါတယ်အခုဖောက်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့နေရောင်အောက်ကမင်းနိုင်နဲ့ညောင်မင်းသားပုံမြင်များအပိုင်း1ကိုဒါဖတ်ပြပေးခြင်းပါတယ်အပိုင်း1နာမည်ကျော်မင်းနိုင်နဲ့ပိုက်ထဲကလက်ဝိတ်ပွဲ1999ခုနှစ်တပူရဲလညောင်မင်းသားရွာလေးရဲ့စောင်းညခါတိုင်းထက်ပိုအေးစိတ်နေတယ်ကောင်းကင်မှာလာမင်းကြီးကဝိုင်းဆန်နေပေမဲ့နှင်းမုံတွေကြားမှာဝေဝါးလို့ရွာနောက်ဖျားကလက်သေးကြီးဒေါ်စိန်အေးရဲ့အိမ်လေးထဲမှာတော့ဖျောင်းနိုင်မီတွေဝင်းဝင်းတောက်နေပြီလူတွေကတော့ပြားပန်းခတ်နေကြပြီအကြောင်းကတော့အခြားမဟုတ်ရွာထဲမှာအေးဆုံးလို့နာမည်ကြီးတဲ့ဥပကျော်နဲ့အေးမြတို့ရဲ့ပထမဆုံးတားရင်နာလေးကိုမွေးဖွားတော့မှာမဟုတ်ပါဒါပေမဲ့ဒီကလေးကမွေးကလေးကတာမန်ကလေးလို့မဟုတ်ပဲဇလန်းစနေပါပြီအခန်း1ဘိုက်ထဲကလူဆောင်ကောင်ဟဲ့အေးမြနင့်ဘိုက်ကဘာဖြစ်နေတာလဲမွေဟောက်တကောင်ခွေနေတယ်လို့ပဲလက်သေးကြီးဒေါ်စိန်အေးကဒေါ်အေးမြရဲ့ဘိုက်ကိုဆန်းရင်မျက်လုံးပြူးသွားတယ်ပုံမှန်ဆိုရင်ခလေးဘိုက်ကငြိမ်နေရမှာအခုတော့မင်းနိုင်လောင်းလျာကဘိုက်ထဲမှာလက်ဝိတ်ထိုးနေသလားဆိုင်းတီးနေသလားမသိဘိုက်သားပြင်ကြီးကဟိုဘက်ကဖောင်းလိုက်ဒီဘက်ကကန်လိုက်နဲ့အမေစိကျမဘိုက်ထဲမှာခလေးကစံဖို့နေသလားမသိဘူးနိုင်တာဒေါ်ဤမြခမအန်ကိုခဲထားရပါတယ်အပြင်မှာရှိတဲ့ဥပကျော်ကတော့ကနာမငိမ့်အိမ်ရှိကွက်ပစ်ပေါ်မှာထိုင်လိုက်ထလိုက်ဆေးလိတ်ကိုမီးကြီးလိုက်နဲ့ရွာကလူပြိုတိုးကြီးတွေဖြစ်တဲ့ကိုမဲနဲ့ကိုလုံးတို့ကလည်းဘေးကနေအားပေးနေကြပါတယ်ဘာကျော်မင်းသားကတော့လူစွမ်းကောင်းပဲဖြစ်ရမယ်ကြည်စမ်းမွေးကန်းထဲကနေဘိုက်ကိုကန်နေတာအပြင်ကတော့အတန်ကြားရတယ်လို့ကိုမဲကရေကြဲကြဲပြောတော့ဥဖာကျော်ကပြစောင်းထိုးကြည့်ပါတယ်မင်းကလည်းကွာငါမှစိတ်ပူနေအောင်ခလေးကဘိုက်နာတာ3ရက်ရှိပြီအခုဒီအပြင်မထွက်သေးဘူးအခန်းနဲ့ဝေကန်နဲ့ဟာသားဖြစ်ညတကောင်ကျော်တနာရီဝေးကျင်မှာတော့ဒေါ်စိန်အေးရဲ့အတန်ကြီးထွက်လာပါတယ်ကဲအားဆိုင်တော့အေးမြခေါင်းလေးမြင်နေရပြီဟင်ဒါဘာလဲဟာဒေါ်စိန်အေးစကားမဆုံးခင်ပါပဲတူးစွမ်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားတယ်ခလေးကခေါင်းအရင်ထွက်ရမယ်အစားလက်တစ်ဖက်ကအရင်ထွက်လာပြီးဒေါ်စိန်အေးရဲ့နှာခေါင်းကိုလှမ်းဖမ်းဆွဲလိုက်တာပါပဲလွတ်ပါဦးငါနှာခေါင်းပြုတ်ပါပြီရဲ့ဟဲ့အေးမြနင်သားကငါနှာခေါင်းလာဆွဲနေတယ်ဝေးကန်းထဲမှာရှိတဲ့အတော်ကြီးတွေအားလုံးအံ့ဩကြီးနဲ့ဝိုင်းကြည့်ရတယ်ခလေးကပိုက်ထဲကနေလက်ထွက်ပြီးအပြင်ကလူကိုနှုတ်ဆက်တယ်လို့ဖြစ်နေတာဒေါ်စိန်အေးခမနှာခေါင်းဆွဲခံထားရလို့မျက်ရည်တွေတော့ထွက်လာတယ်နောက်ဆုံးမှာတော့အားကနေអော်လိုက်တာနဲ့အတန်နဲ့အတူမင်းနိုင်ဆိုတဲ့လူသားလေးကလေထဲကိုလောကထဲကိုရောက်ရှိလာခဲ့ပါပြီဒါပေမဲ့မွေးမွေးကြီးငိုရမှာကိုမငိုပဲသူခလေးကမျက်လုံးလေးပီကလက်နဲ့သူ့ကိုဝိုင်းကြည့်နေတဲ့သူတွေကိုပြန်ကြည့်နေတော့ပြီးမှဗိုက်စားလို့မသိဘူးဝဲကနေတစ်ချက်အော်ပြီးပြန်အိပ်ပျော်သွားပါတယ်ဒီကောင်လေးကတော့မလွယ်ဘူးဝေးကလေးကလူတွေကိုပြန်ဆနှောက်နေတာလို့ဒေါ်စိန်အေးကနှာခေါင်းကိုပုတ်ရင်းရေမုံနဲ့ပြောတော့မှတအိမ်လုံးဝါကနေရေတန်းပြန်လွင့်သွားပါတော့တယ်နာမည်ဘေးကိစ္စနဲ့ရွာတလိမနက်ခင်းလင်းတော့တရွာလုံးကဥပကျော်အိမ်တို့ရောက်လာကြတယ်လက်တဲ့နှာခေါင်းဆွဲတဲ့ကလေးဆိုပြီးနာမည်ကြီးသွားတာ哦ဥပကျော်ကတော့ပျော်လုံးလို့အိမ်ရှိမှာမုံငါအိုးကြီးတည်ထားတယ်ရွာလူကြီးသူမတွေရောက်လာတော့နာမည်ပေးဖို့တိုင်ကြည့်မြင်ကြတယ်ဘာကျော်မင်းသားကတော့အနိုင်ရတဲ့သူဖြစ်မှာမို့မင်းနိုင်လို့ပဲပေးလိုက်ပါကွာလို့ရွာဦးเจ้าကဆရာတော်ကမိန့်ကြားလိုက်တယ်အဲဒီကစပြီးညောင်မင်းသားရွာကလေးမှာမင်းနိုင်ဆိုတဲ့နာမည်ဟာဟိုးကျော်သွားပါတယ်အစားကလေးကထူးဆန်းတဲ့အမူအရာတွေကြောင့်လူတိုင်းကဒီကလေးဘလို့ကြီးပြင်းလာမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်နေကြတော့တယ်မင်းနိုင်ရဲ့ကလေးဘွားကြီးလက်ရိုးသားမှုရဲတရားကောင်းတဲ့အလွယ်တောသူတောင်သားတို့ရဲ့ရိုးရတလေးနဲ့ရောရှက်ပြီးစတင်ခဲ့ပါပြီအခန်းနှစ်လမ်းလျှောက်တက်ဆမင်းနိုင်နဲ့ရောင်မင်းသားရွာကမွေပွေးတတိုက်မင်းနိုင်ရဲ့ဘဝမွေးကလေးကဇလန်းစခဲ့လို့အသက်2နှစ်3နှစ်အရွယ်လမ်းလျှောက်တက်ဆအရွယ်မှာလဲရွာဦးကနေရွာအဆုံးအုပ်ကြက်ဖြစ်အောင်လုံနိုင်တဲ့အထိစွမ်းခဲ့ပါတယ်1990ပြည့်ခုနှစ်တွေရဲ့ကြီးလက်တတိယခလေးတွေကိုတရွာလုံးကဝိုင်းထိန်ကြတဲ့ခေတ်ဆိုတော့မင်းနိုင်ရဲ့အလွဲတွေကတရွာလုံးရဲ့ထမင်းဝိုင်းစကားဝိုင်းဖြစ်ခဲ့ရပါတယ်မြေမုံတွေနဲ့လုံးထွေးနေတဲ့ခလေးပေါ့
1994ခုနှစ်လောက်မှာမင်းနိုင်ကလမ်းစာရှောင်းနိုင်ပြီးညောင်မင်းသားရွာရဲ့မြေနီလမ်းမထက်မှာဖိန်မြောင်လေးနဲ့ပြေးလွှားနေတဲ့မင်းနိုင်ကိုကြည့်ပြီးအဖေဖြစ်သူဥပကျော်ကတော့ဂုံယူမဆုံးပါဘူးဟေးအေးမြကြည်စမ်းငါသားခြေလမ်းတွေကကြားခြေလမ်းမျိုးကွာခိုင်းတာမှဖုံတွေတောင်ထနေတာပဲဥပကျော်ကလေတဲကပြန်လာရင်ပြောတတ်တယ်ဒါပေမဲ့မင်းနိုင်ကရိုးရိုးပြေးရမဟုတ်ဘူးသူ့ရဲ့ဝါသနာကရွာကကြက်တွေဝက်တွေကိုလိုက်ဖမ်းတာတနေ့တော့မင်းနိုင်တယောက်အိမ်ကဝက်စာကွက်ထက်ကိုပြုတ်ကြပြီးဝက်အမေကြီးရဲ့ဝက်စာလူစားနေတာကိုဒေါ်အေးမြတွေ့လိုက်ရတယ်အမလေးလေးတော်ကြီးလာပါဦးရှင်သားဝက်စာကွက်ထက်ဝက်နဲ့ရံဖြစ်နေပြီဥပကျော်ပြေးကြည့်တော့မင်းနိုင်ကဝက်စာကွက်တွေကဖွဲနူတွေကိုပါဇက်ထဲမှာပွေပေါအောင်စားရင်ဝက်ကလေးတွေကိုဟဲ့နဲ့ပြန်ငေါက်နေတာတရွာလုံးကလူတွေကတော့မင်းနိုင်တယောက်ဝက်စာကွက်တဲ့လူဝင်သားတာလားဆိုပြီးရေလိုက်ကြတော့တယ်တောသူတောင်သားတို့ရဲ့နေကင်းစကားဝိုင်းညောင်ဝင်ရွာလေးရဲ့နေလေကင်းနေရအေဂျင့်လှပါတယ်ရွာလေကညောင်ဝင်ကြီးအောက်မှာရွာကလူကြီးတွေစုပြီးထိုင်ပြီးတော့ဆေးဘောလိတ်တောက်ရင်းနေချမ်းတောက်ရင်စကားပြောရပါတယ်မင်းနိုင်ကတော့အဲ့ဒီစကားဝိုင်းရဲ့အမြဲတမ်းဧည့်သည်တော့ပေါ့မင်းနိုင်မကြီးလိုက်ရင်ဘာလုပ်မှာလဲရွာလူကြီးဥဖိုးထောင်ကမင်းနိုင်ကဘိုက်ကလေးကိုပုတ်ပြီးကျွန်တော်ကတရွာလုံးကကြက်တွေကိုဖမ်းစားပစ်မှာလို့ပြန်ဖြေတဲ့အခါလူကြီးဝါကနေရေကြရပြန်ပါတယ်ဒီအရွယ်မှာမင်းနိုင်ကရွာတလေးကိုအလိုလိုတက်ပြီးလူကြီးတွေရှေ့ကဖြတ်ရင်ခါလေးကိုင်းပြီးသွားတတ်တာမျိုးတခါတလေကိုင်းလုံးလို့မှောက်ရက်လဲတာမျိုးလည်းရှိပါတယ်ဘုံကြီးเจ้าကပြန်လာရင်လက်ဦးလေးချီပြီးဖះလို့ပြောတတ်တာမျိုးကချစ်เสียရလေငါးပန်းထွက်ချင်းနဲ့ပထမဆုံးတိုက်ပွဲမင်းနိုင်အသက်၄နှစ်ကျော်တော့အဖေဖြစ်သူနဲ့အတူရွာဘေးကအင်းတွေကိုငားလိုက်ဖမ်းရပါတယ်ဒါတောသူတောင်သားကလေးတွေရဲ့ပထမဆုံးဘဝတင်တန်းကျောင်းပါပဲဒါကိုမြုပ်လို့ခေါ်တယ်ဟောတာကပိုက်ကွန်ငါရရင်ငါတို့အိမ်ကအမေကဟင်းချက်ကျွေးမှာဥပကျော်ကတင်ပေးနေတော့မှာပဲမင်းနိုင်ကရှုံ့ဘွက်တဲ့တခုခုကိုမြင်သွားတယ်ဟာငါကြီးဆိုပြီးလက်ပံနဲ့လှမ်းအုပ်လိုက်ပါတယ်ဒါပေမဲ့သူအုပ်လိုက်တာကငါမဟုတ်ပဲဖပြုတ်အကြီးတကောင်ဖြစ်နေပါတယ်ဖပြုတ်ကလည်းလန့်ပြီးမင်းနိုင်ရဲ့မျက်နှာကိုခုံလိုက်တာမင်းနိုင်တယောက်လက်မှန်ပြီးဘွက်ထဲပက်လက်လန်လဲပါတော့တယ်အဖေကဲပေါင်းငါကကျွန်တော်ပြန်ကြိုက်နေပြီလို့អော်လိုက်တော့ရွာပြင်ကရွာထဲထိအတန်ကြားရပါတယ်ဥပကျော်ခမညာသားကိုရှုံ့ဘွက်ထဲကနေမပြီးရေရမလို့ငိုရမလို့တကောလုံးပေပွားနေမင်းနိုင်ကိုချီပြီးရွာထဲပြန်လာပါတယ်ရွာလမ်းမှာတွေ့တဲ့သူတိုင်းကဟဲ့ဘာကြောမင်းသားကတော့ငါးဖမ်းတာမဟုတ်ဘွယ်လူရာနဲ့တူရဲလို့နောက်ကြပါတော့တဲ့မင်းနိုင်နဲ့ရှင်ပြူပွဲအိမ်မက်ညောင်မင်းသားရွာမှာရှင်ပြူပွဲတစ်ခုရှိလာပါတယ်မင်းနိုင်ကကိုရင်လောင်းတွေကိုကြည့်ပြီးအားကျနေတယ်အတူသဖြင့်မြင်းစည်းရတာပေါ့အမေကျွန်တော်လည်းမြင်းစည်းကျင်တယ်ဒါနဲ့ဒေါ်အေးမြကအခုတော့မြင်းမရှိဘူးနင့်အဖေကိုမြင်းလုပ်ပြီးစီတော့လို့စနောက်လိုက်ရကနေမင်းနိုင်ကဥပကျော်တကယ်ပဲမြင်းလုံခိုင်းပြီးရွာပတ်ပါတော့တာဥပကျော်ခမရသားအလိုကြလေးဘက်လေးတောက်ပြီးဟီလို့မြင်းတန်ပေးရရှာပါတယ်အဲ့ဒီညကမင်းနိုင်တယောက်အိမ်မထဲမှာတကယ်မြင်းကြီးစီးပြီးရွာကိုကဲတင်နေတဲ့လူစမ်းကောင်းကြီးအဖြစ်ရောင်းပြီးကန်ကြောက်လိုက်တာဘေးမှာအိတ်နေတဲ့ဥပကျော်နှစ်ဘေးကိုသွားမှန်ပါတော့တယ်အာသိပါပြီငါသားကတော့အိတ်နေနဲ့တောင်တိုက်ခိုက်နေတော့တာပဲ1998ခုနှစ်မင်းနိုင်အသက်9နှစ်သားအရွယ်ရောက်လာပါပြီဒီရွာကြီးလက်တော်ရွာကကလေးတွေအတွက်ဘဝတင်တန်းကျောင်းနှစ်ခုကိုပြိုင်တူတက်ရမယ်အချိန်ပါပဲတခုကတော့ရွာဦးကျောင်းကအခြေခံမူလာတန်းကျောင်းဖြစ်ပြီးနောက်တစ်ခုကတော့ရွာပြင်ကစကြက်မြေကနွားကျောင်းကြီးတင်တန်းပေါ့ပထမဆုံးကျောင်းတက်ရက်နှစ်ပေးတာပဲမင်းနိုင်ကျောင်းစတက်ရမယ်မနက်မှာတော့အေးမြတယောက်အလုရှုံနေပါတယ်မင်းနိုင်ကိုရေမိုးချိုးပြီးတနခါးတွေပကွက်ကြားလိမ့်ပေးပြီးရင်ပုံးအင်ကြီးအဖြူလေးနဲ့ပစိုးစိမ့်လေးဝတ်ပေးပါတယ်ကြည့်လိုက်ရင်တော့တကယ်လူတယ်လေးပေါ့မင်းနိုင်ကျောင်းရောက်ရင်ဆရာမစကားကိုနားထောင်စာကိုတန်ထွက်ဖတ်ကြားလာလို့မှာတော့မင်းနိုင်ကခေါင်းကိုတဆက်ညှိမ့်ပြပါတယ်ဒါပေမဲ့ကျောင်းရောက်လို့ဆရာမကကာကြီးခါဝေးလို့တင်တန်းချိန်မှာမင်းနိုင်ကနောက်ကနေအတန်းထဲမှာမရှိတော့ပါဘူးကျောင်းမရဲဘောက်ကနေအပြင်က
ခုံပေါက်နေတဲ့ဖားတကောင်ကြည့်ပြီးလိုက်ဖမ်းမှုပြင်နေတာပါမင်းနိုင်ဘာလုပ်နေတာလဲဆီယာမရဲ့အတန်ကြောင့်မင်းနိုင်လန့်သွားပြီဆီယာမဒီဖားကကျွန်တော်ရှာထုတ်ပြလို့ပြန်ဖမ်းမလို့ပါဖြေလိုက်ရကတဒန်းလုံးဝါကနေရေတန်းထွက်လာပါတယ်ညနေဘက်ကျောင်းစင်းရင်တော့မင်းနိုင်ရဲ့တောင်းကဥပကျော်နဲ့အတူနွားကျောင်းလိုက်ရတာပါပဲဥပကျော်ကနွားနှစ်ကောင်ကိုရှေ့ကဆွဲမင်းနိုင်ကနောက်ကနေချိန်လုံးကင်ပြီးဟဲ့နဲ့လိုက်ရပါတယ်ဒေါသူတောင်သားတို့ရဲ့တဘာဝအရာနေဝင်ရီတွေရောအချိန်မှာနွားတွေရဲ့လေပင်ကခြူတန်တွေဖုံတော်တွေကနွားအုပ်ကြီးတွေရဲ့မြင်ကွင်းကလက်မောစရာကောင်းလာပါတယ်ဒါနွားကြောင်နေဆိုတာစိတ်ရှည်ရတယ်ကွာနွားကမျက်စားတယ်လို့ငါတို့ကလည်းဘဝမှာအေးစီနေတတ်ရတယ်လို့ဥပကျော်ကစကားကြီးစကားငယ်တွေပြောနေတော့မင်းနိုင်ကနွားနောက်ကနေငိုင်မိပြီးလမ်းလျှောက်နေတာရုတ်တရက်နွားကလမ်းဘေးမှာရွှွန့်လုံးနဲ့ဆင်းလိုက်တော့မင်းနိုင်ကနွားမီးကိုဆွဲထားမိရသားကြီးဘွက်ထဲကိုမှောက်ရတာပါသွားပါတော့တယ်အဖေနွားကကျွန်တော်ခေါ်သွားပြီဗျာလို့အော်ပြီးတော့မှဥပကျော်ကြေးမိပါတယ်ဖြူဖြူစင်စင်ចောင်းဝစ်စုံလေးကတော့ဘွက်ရုံပြောင်းသွားပြီးမင်းနိုင်တယောက်ရွှွန့်ရုပ်လေးဖြစ်သွားခဲ့ရပြန်ပါလေရွာထဲမှာနတ်ပွဲတစ်ခုရှိတော့မင်းနိုင်ကအပျော်ဆုံးပေါ့နတ်ကတော်တွေကကပြတာကိုသူကအရှိဆုံးကနေကြည်တာလူကြီးတွေကနတ်တင်ဖို့မုတ်တွေအုံးသီးတွေထားတာကိုမင်းနိုင်ကနတ်တွေကဒါတွေစားနိုင်ပါမလားဆိုပြီးတန်တရားဖြစ်နေပါတယ်လူလေတုံးကမင်းနိုင်ကနတ်စင်ဘောကမုတ်တစ်ခုကိုယူစားလိုက်တယ်အဲ့ဒါကိုမြင်သွားတဲ့အတော်ကြီးကြောက်ဟဲ့မင်းနိုင်နတ်စာခိုးစားရင်နတ်ဖမ်းတတ်တယ်နော်လို့ခြောက်လိုက်တော့မင်းနိုင်ကအကြံရသွားပြီအတော်ကလည်းနတ်ကကျွန်တော်မဖမ်းပါဘူးကျွန်တော်ကသူ့ကိုဝေစားတာလေအဲ့လိုပြောလိုက်တော့ဘေးကလူတွေကရဲပါတယ်အဲ့ဒီညကမင်းနိုင်တယောက်နတ်စင်ဘေးမှာတင်းမုတ်စားရင်အိပ်ပျော်သွားလို့ဥပကျော်မှာတရွာလုံးကိုပတ်ရှာရပါသေးတယ်ကဲဒါလေးကတော့အပိုင်း1ပဲဖြစ်ပါတယ်ဗျာအပိုင်း2ကိုတော့စောင့်ရပါအောင်ခင်ဗျာ